မင်္ဂလာပါခင်ဗျာမန္တလေးခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးစစ်တပ်ကိုတိတ်ခါကြစေရန်လူမှုကွန်ရက်အသုံးပြုထိုးနှက်တိုက်ခိုက်နေ၍တပ်တွင်းစည်းလုံးညီညွတ်ရေးတည်ဆောက်ရမည်ဟုအကြမ်းဖက်စိုးဝင်းပြောပြန်စစ်တပ်ကိုတိတ်ခါကြစေရန်လူမှုကွန်ရက်အသုံးပြုထိုးနှက်တိုက်ခိုက်နေ၍တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာအောင်တည်ဆောက်ရမည်ဟုအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုသည်ယမန်နေ့ဖိလောက်တော့တက်မတော်အကြီးဘိုးတင်တန်းချောင်းပထူးဘိုးလောင်းတင်တန်းအမတ်စင်နေဟာနေဆက်ကုံတီဟတ်တက်ခွဲတင်တန်းစင်ပွဲတွင်၎င်းကအထက်ပါအတိုင်းကြောဆိုခြင်းဖြစ်သည်မျက်မှောက်ကာလတွင်စန့်ကျင်ဖက်လူပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများကလူမှုကွန်ရက်စာမျက်နှာများကိုအသုံးပြု၍တက်မတော်၏ဂုံတိတ်ခါကြဆင်းစေရန်ထိုးနှက်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းထို့ကြောင့်စစ်သားနှင့်မိသားစုဝင်များအကြားမှန်ကန်သည့်အသည့်အမြင်နှင့်ယုံကြည်ချက်များခိုင်မာစေရေးအတွက်တပ်တွင်းစည်းလုံးညီညွတ်ရေးကိုအလေးထားတည်ဆောက်ရမည်ဖြစ်ကြောင်းစိုးဝင်းကပြောဆိုသည်တပ်တွင်းစည်းလုံးညီညွတ်ရေးသာမကတပ်ပြင်စည်းလုံးညီညွတ်ရေးခေါ်တပ်ပြင်စည်းရုံးရေးကိုလည်းဟန်ချက်ညီညီဆောင်ရွက်သွားရန်လိုအပ်ကြောင်းတပ်ပြင်စည်းလုံးရေးညီညွတ်ရေးအထက်ပြည်သူ့ကျင့်ဝတ်10ပါးလိုက်နာရေးပြည်သူလူထုအပေါ်ပြုကျင့်ရမည့်ကျင့်ဝတ်များနှင့်အညီစံနမူနာပြနေထိုင်ကျင့်ကြံကြရန်တဘာဝဘေးအန္တရာယ်ကုညီကယ်ဆယ်ရေးပြည်သူများအပေါ်ဘေးအန္တရာယ်ကြားရောက်လာပါကလူသားချင်းစာနာမှုအပြည့်အချင်းအချိန်နှင့်တပြေးညီကုညီဆောင်ရွက်ပေးရန်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားအဖြစ်မိမိတို့တာဝန်ကျရနယ်မြေအလိုက်ပညာရေးကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာကုညီဆောင်ရှောက်မှုများကိုအားသွန်ခွန်စိုက်ဆောင်ရွက်ပေးမှုများလှုပ်ဆောင်ကြရန်စိုးဝင်းကဆိုသည်တပ်တွင်းတပ်ပြင်စည်းလုံးညီညွတ်ရေးကိုကြစ်လစ်ခိုင်မာစွာတည်ဆောက်သွားကြရမည်ဖြစ်ကြောင်းတပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာစေရန်အတွက်လက်အောက်စစ်သည်များနှင့်မိသားစုဝင်များအပေါ်မိသားစုတစ်ဖွဲ့ညီအကိုမောင်နှမတစ်ဖွဲ့ကာကွယ်ဆောင်ရှောက်သွားရမည်ဖြစ်ကြောင်း၎င်းကဆိုသည်စစ်တပ်တွင်စည်းလုံးညီညွတ်မှုနှင့်တိုက်စွမ်းအားနှိမ့်ကျသွားသည်နှင့်အမျှအခြားနိုင်ငံများ၏ထိပါစော်ကားခြင်းနှင့်ဗိုလ်ကြစိုးမွေးခြင်းနှင့်ချင်းချောက်ခြင်းများကိုခံရမည်ဖြစ်ကြောင်းအကြမ်းဖက်စိုးဝင်းကပြောဆိုသွားသည်ဆက်လက်တင်ဆက်ပေးမည့်သတင်းအကြောင်းကတော့အစိုးရအကူအပြောင်းကာလကိုအခွင့်ကောင်းယူ၍ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတန်းဆွေဝင်းအကြီးအကျယ်လက်စားနေတယ်စစ်တပ်ကခန့်အပ်ထားတဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနဲ့ပြည်내အထွေအထူးအချုပ်ရေးဦးစီးဌာနအကြီးအကျယ်တန်းဆွေဝင်းကမကြာခင်ဖြစ်ပေါ်လာတော့မဲ့အစိုးရအပြောင်းလဲကာလကိုအခွင့်ကောင်းယူကာအကြီးအကျယ်လက်စားမှုများပြုလုပ်နေကြောင်းတောင်ကြီးမြို့ရှိစီးပွားရေးလုပ်ငန်းရှင်များနဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောကြားလိုက်သည်စစ်တပ်ကတမုံကျင်းပသည့်ရွေးကောက်ပွဲမှာတဆင့်မက်လာတွင်လွတ်တော်ခေါ်ယူရန်နဲ့ဧပြီအတွင်းအာဏာလွှဲပြောင်းရန်ပြင်ဆင်နေချိန်တွင်တန်းဆွေဝင်းကကိုကျိုးရှာမှုအစိုးစွာဆုံးပြုလုပ်နေကြောင်းသိရသည်လက်ရှိပြည်내ဝင်ကြီးနှင့်ဝင်ကြီးများမှာအစိုးရအသစ်တက်လာချိန်တွင်ယာဒူးမှနှုတ်ထွက်ရမည်ဖြစ်သောလဲတန်းဆွေဝင်းမှတို့အစိုးရဝင်ခြင်းဖြစ်၍နောင်တက်လာမဲ့အစိုးရအသစ်တွင်လည်းဆက်လက်ပါဝင်နေမယ်ဖြစ်သည့်အတွက်သူကိုယ်တိုင်လုတ်ပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်အဖြစ်ပုံဖော်ကာလှုပ်ချင်တိုင်းလုပ်နေခြင်းဖြစ်ကြောင်းဌာနဆိုင်ရာသတင်းရင်းမြစ်တို့ကဆိုသည်သူကထွေအုပ်မင်းကြီးရောပြည်내အစိုးရအတွင်းရေးမှူးရောတွဲကင်ထားတာဝင်ကြီးတွေထွေရတော့မယ့်အချိန်မှာသူကပဲအာဏာအရှိဆုံးဆိုတဲ့ပုံစံနဲ့လှုပ်ရှားနေတာဆိုတဲ့အဆိုပါသတင်းရင်းမြစ်တို့ကပြောသည်တန်းဆွေဝင်းကတောင်ကြီးမြို့အဝေရရမီးပုံပြုံကိုင်အနီးရှိအစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေ2ဧကခန့်ကိုလျှက်စစ်ကား EV အထွင်းစင်ကြာတိဆောက်ရန်ဟူသောအကြောင်းပြချက်နဲ့ရယူခဲ့သည်